မင်္ဂလာပါကျွန်တော်ဒီနေ့စာလေးတစ်ပုဒ်ဖတ်ပြခြင်းတယ်ကျွန်တော်ကိုယ်တိုင်ရေးထားတာပါပဲလေးကငါဗီဒီယိုလည်းလုပ်ချင်တယ်ဆိုပြီးတော့တွေးမိလို့ပါအကျိုးရှိမဲ့အရာလေးလို့ယူဆရပါတော့ဒဏ်ရာအပြည့်နဲ့နိုင်ငံတော်တဲ့ trauma healing shootout ဘက်ကနေပြောရေးထားတာပါအပြင်ကနေအတွင်းထဲကိုလမ်းကြည့်နေရင်ထဲမှာငါတို့နိုင်ငံကဘလောက်တောင်မှစိတ်ဒဏ်ရာတွေနဲ့ပြည့်နေလဲဆိုတော့တဖြည်းဖြည်းသဘောပေါက်လာမိရဲ့တဲ့အခြားနိုင်ငံအခြားပြည်သူတွေတာမန်ဘဝပေါ့နော်အဲ့လိုမျိုးနေထိုင်နေရတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကလူသားတွေကတကယ်ကိုအရှင်လက်လက်ဖြတ်သန်းနေရတဲ့အမှောင်တူကြီးမမြင်ရက်စရာမကြားရက်စရာတွေနေ့စဉ်နဲ့မြန်ဖြတ်သန်းနေရတာကိုမြင်နေတွေ့နေရတာပေါ့နော်လွန်ခဲ့တဲ့နှစ်200အထိကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်ပြတယ်ပေါ့နော်လွန်ခဲ့တဲ့နှစ်200ဆိုလို့ရှိရင်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအဲ့ကနေပြီးတော့စခဲ့ trauma အပြည့်နဲ့သမိုင်းတစ်ခုပေါ့နော်ပြီးခဲ့တဲ့နှစ်200သမိုင်းကဒီကနေ့နိုင်ငံနဲ့လူမျိုးပုံဖော်တယ်လူကြီးလိုက်ခံစားနေရတဲ့ super trauma collective trauma လို့ခေါ်တာပေါ့အဲ့ဒီ trauma ကိုလူတွေကမသိမြင်ခဲ့ကြဘူးဒါတွေအကြောင်းကိုလည်းမပြောခဲ့ကြဘူးကုစားဖို့ဆိုတာဝေးလာဝေးပေါ့နော်ဒီ trauma တွေထဲမှာမွေးဖွားခဲ့ကြတယ်ဒီ trauma တွေထဲမှာကြီးပြင်းခဲ့ကြတယ်ဒီ trauma တွေကိုမျိုးဆက်အစဉ်ဆက်လက်ဆင့်ကမ်းခဲ့ကြတယ်မိသားစုတွေမြန်မာမိသားစုတွေမှာ functional healthy ဖြစ်တဲ့မိသားစုဆိုတာအရင်ရှားပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်မိဘတွေကသားသမီးတွေကို guilt လို့ခေါ်တဲ့ကိုယ့်အပြစ်ရှိတယ်လို့ခံစားရအောင် shame လို့ခေါ်တဲ့ shaming ပေါ့နော်နင်ဒီလောက်တော့မသိဘူးလားနင်ဒီလောက်တော့မတက်ဘူးလားအခြားသားသမီးတွေကဘယ်လိုမျိုးဆိုတဲ့ shaming လုပ်တာပေါ့နော်ဒါမှမဟုတ်ရင်အကြောက်တရားနင်ငရဲသွားရမယ်နော်လူကြီးမိဘကိုပြန်မပြောနဲ့နော်ခြောက်လန့်တာပေါ့နော်ငါရိုက်ပလိုက်မှာနော်တေးမယ်နော်နင်နာမယ်နော်စသဖြင့်ပေါ့နော်မိတ်အာနာနဲ့အကြောက်တရားနဲ့မိဘတွေကသားသမီးတွေကိုအုပ်ချုပ်လိရှိကြတယ်ဒါလည်းမိဘတွေရဲ့ trauma ဘာသာတရားကလည်း trauma infused ဆိုတာကဘာသာတရားရဲ့မူလသင်ကြားမှုကတသက်ဒါပေမဲ့လူမျိုးရဲ့ trauma တွေကအဲ့ဒီဘာသာတရားထဲမှာသွားပြီးတော့ရောရှက်ပေါင်းစီးပြီးတော့ DNA နှစ်ခုကနေတစ်ခု infuse ဖြစ်သွားတယ်လို့မျိုးပေါ့နော် trauma infuse ဖြစ်ပြီးတော့ပုံမှန်ကြောရိုးမဟုတ်တော့ဘဲနဲ့အတွင်းထဲကနေပြီးတော့ hollow ဂလိုင်းရိုက်လာတယ်လူတွေကဘာသာတရားကိုလက်ဆင့်ကမ်းသင်ကြားကြပါတယ်ဒါပေမဲ့အနှစ်သာရမပါတော့ဖះရှိခိုးပါတရားထိုင်ပါဖះကိုရေလူပန်းလို့ပါဒါပေမဲ့ဘာကြောင့်လဲအနှစ်သာရကဘာလဲဗုဒ္ဓဘာသာရဲ့ကြောရိုးကဘာလဲဆိုတာကိုလက်ဆင့်ကမ်းသင်ပေးနိုင်ခြင်းဆိုတာမရှိခဲ့တော့ဘူးလူတွေကအမှန်တရားကိုအကြောက်တရားမပါဘဲနဲ့မပြောတတ်တော့အဲ့တော့ခေါင်းတွေကိုငုံပြီးတော့တိတ်တိတ်လေးမျိုးသိပ်တက်လာကြတယ်အဲ့မျိုးသိပ်ချင်းနဲ့ခန္ဓာကိုယ်တွေမှာယောဂမျိုးစုံဖြစ်လာကြတယ်ဒါကိုလည်းသူတို့လည်းမသိဘူးအလွန်အကျူးကျိုးနုံရိုသေခြင်းနဲ့အရာရာကိုပုံကန်ခန့်လိုက်တိုက်ခြင်းဆိုတဲ့အစွန်းနှစ်ဖက်ကြားမှာမြန်မာတွေကအစွန်းရောက်တက်လာကြတယ်ဒါဒီလဲ trauma response ပဲနော်တယောက်နဲ့တယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုယုံကြည်မှုတည်ဆောက်လို့မရတော့ယုံကြည်မှုတည်ဆောက်လို့မရတဲ့အတွက်စီးလုံးမှုမရှိခဲ့တော့အဲ့တော့အခုချိန်မှာနိုင်ငံရေးမှာပဲဖြစ်ဖြစ်တွေ့နေရတယ်ကျွန်တော်တို့စီးလုံးရင်အောင်မြင်မယ်ဆိုတာလူတိုင်းသိတယ်ဒါပေမဲ့စီးလုံးမှုမရအောင်ဘာကြောင့်လဲဒါတွေအကုန်လုံး trauma တွေပဲပြီးလို့ရှိရင်အခွင့်ကြုံလို့ရှိရင်သီးသန့်ခွဲထွက်ပြီးနိုင်ငံတော်ထူထောင်ခြင်းတယ်အဲ့ဒါဒီလဲ trauma response ပဲကရင်မှာကောတူးလင်နိုင်ငံတော်ဆိုတော့သီးသန့်ထူထောင်တယ်ဆိုတဲ့သတင်းလေးတွေ့ပြီးတော့ကျွန်တော်ပြုံးမိတယ်နှုတ်မိတ်ဆွေတော့ကျွန်တော်ပြောပြသေးတယ်အဲ့ဒါ trauma response တွေပဲဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းရင်းသားတွေရဲ့ trauma ကကြတော့ဗမာတွေရဲ့ဗိုလ်ကြခြင်းကိုခံခဲ့ရလူမျိုးကြီးဝါဒရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းသူတို့ရဲ့ culture တွေသူတို့ရဲ့ရိုးရာတွေအကုန်လုံးကိုဖိနှိပ်ပြီးတော့ပျောက်ကွယ်သွားအောင်လုပ်ခံခဲ့ရတယ်အဲ့ဒါတွေအတွက် trauma ဒီသူတို့အခွင့်ကြုံတဲ့အခါမှာသူတို့အင်အားရှိလာတဲ့အခါမှာသူတို့ပုံကန့်နေတယ်ဗမာနဲ့ပတ်သက်ပြီးအရာရာကိုစိတ်နာတယ်ဗမာနဲ့ပတ်သက်ပြီးတော့ခွဲထွက်ချင်လာတယ်ဒါတွေအကုန်လုံးကသူတို့ရဲ့ trauma response ပဲအဲ့တော့ကိုနိုင်ငံကိုလူမျိုးကိုယ့်ရဲ့ဘာသာတရားကိုရှက်ရွံ့သိငယ်အားငယ်တတ်လာတယ်မုန်းတီးတတ်လာတယ်ဒါဒီလဲ trauma response ပဲဒီဟာကြီးအရန်ကျဲပြလောနဲ့သိလားကိုတိမ်ငယ်ခြင်းကိုရှက်ရွံ့ခြင်းကနေစပြီးတော့ကိုနဲ့မျိုးတူຫນွေတူလူတွေပေါ်မှာမုန်းတီးတတ်လာတာကျွန်တော်ဟိုးအသက်20ကျော်စင်ကာပူမှာထွက်ကြတဲ့မြန်မာလို့ပြောရမှာအရန်ရှက်တဲ့မြန်မာတွေအများကြီးတွေ့ခဲ့ပူတယ်ပြီးတော့နိုင်ငံတကာဇက်ခုံပေါ်မှာလည်းကိုယ့်ရဲ့မြန်မာလူမျိုးတွေအချင်းချင်းဆွဲချတာမုန်းတီးဆိုတာတိုက်ခိုက်ကြတာတွေအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်ဘုန်းကြီးတွေကိုမုန်းတာတွေဘာသာတရားနဲ့ပတ်သက်ပြီးတော့အကုန်လုံးပုံကန်ကျင်တာတွေစန့်ကျင်နေတာတွေအဲ့ဒါတွေအကုန်လုံးဒီလဲ trauma response တွေပဲနောက်တစ်ဆင့်ကနိုင်ငံသားတွေအပေါ်မှာအာနာရှင်ဆန်ပြီးတစွတ်ထိုးလှုပ်တက်တဲ့နိုင်ငံသားတွေအပေါ်မှာပဲဖြစ်နိုင်ငံသားကလူတွေအပေါ်မှာအရန်ကိုအထင်တကြီးကိုးကွယ်ယုံကြည်တတ်လာတယ် idolize လုပ်တယ်လို့ခေါ်တာပေါ့နော်စံပြပုံကိုကြီးဖြစ်ပေါ့နော်ကျွန်တော်တို့လူမျိုးတွေကဒီအမေရိကကဘီလီယံနာတွေထရီလီယံနာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်အာနာရှင်ဆန်တဲ့ခေါင်းဆောင်တွေကိုပဲဖြစ်ဖြစ်အရန်ကို idolize လုပ်နေကြတာကျွန်တော်တွေ့နေရတယ်ပေါ့နော်ဒါတွေဒီလဲ trauma response ဖြစ်ပါလိမ့်မယ်အာနာရှင်ဆန်ပြီးတော့ဗိုလ်ချတတ်တဲ့သူတွေအလွန်ကျူး idolize လုပ်ပြီးကိုးကွယ်တတ်တဲ့အစွန်းနဲ့ဩဇာအာဏာအထက်လူကြီးမှန်သမျှကိုအကုန်လုံးစန့်ကျင်ပုံကန်တတ်တဲ့အစွန်းနဲ့နှစ်စွန်းရှိရသည်လားကျွန်တော်ရဲ့ trauma ကြကျွန်တော်ကတော့ထက်လူကြီးကိုယ့်အမိတ်ဩဇာအာဏာခုခိုင်းတာကစ
ကျွန်တော်လုံးဝကိုသဘောမကျတတ်တာအဲ့ဒါကျွန်တော်ရဲ့အစွန်ဒီလိုမျိုးနိုင်ငံခြားမှာရောက်မှဒီလိုမျိုးသူများနိုင်ငံမှာဝန်ထမ်းလုံးမှကျွန်တော်အဲ့ဒီ trauma ကိုသတိပြုမိတာငါရဲ့ trauma တော်တော်ဆိုးတာပဲကျွန်တော်ကကျတော့အာနာရှင်ဆန်တဲ့သူတွေအကုန်လုံးကိုအယံမုန်းတာအဝေးကြီးကအာနာရှင်ဆန်တဲ့သူတွေမကအောင်ကိုယ့်အထက်ကအပေါ်စီးကနေတခုခုပြောတယ်ခိုင်းတယ်ချင်းချောက်တယ်အဲ့လိုမျိုးကစားကျွန်တော်အယံကိုလွန်လွန်ကဲကဲတုံ့ပြန်တတ်တယ်အဲ့ဒါကျတော့ကျွန်တော်ရဲ့ trauma အဲ့တော့အဲ့ဒါလည်းအစွန်းနှစ်ဖက်ရှိတယ်ပေါ့အဲ့အစွန်းနှစ်ဖက်လုံးမှာကျွန်တော်တို့ကညီမျှစွာတတိထားပြီးယက်တည်နိုင်ရလိမ့်မယ်စိတ်တရားတွေကနေပေါက်ဖွာလာတဲ့ဘာသာတရားကဟန်ချက်ပြတ်သွားပြီးတော့အားနည်းသူတွေကိုအားရှိလာစေရမယ်အစားအလွန်အကျူးမျိုးသိကြိတ်မိတ်တီးခံတာကိုသင်ကြားပြီးတော့အာနာရှင်တွေဘက်ကနေတွယ်ဝိုက်ပြီးတော့ယက်တည်တယ်လို့ဖြစ်သွားတယ်ဘာသာတရားကစိတ်တရားတွေကိုကုစားဖို့မဟုတ်ဘဲနဲ့လောကရဲ့ reality ကနေပြီးတော့ထွက်ပြေးတိမ်းရှောင်ဖို့လို့အတွက်ဆက်ဖြတ်ဖို့လို့အတွက်သုံးချလာကြတယ်ဒီလိုနဲ့ဒဏ်ရာအပြင်းတဲ့နိုင်ငံတော်ကနာကျင်မှုတွေကိုမသိသလိုနဲ့မျိုးချပြီးတော့တဖြည်းဖြည်းနဲ့လှိုက်တက်စုပုံလာတဲ့အမှောင်တူကအဆုံးမှာပြင်းပြင်းထန်ထန်ပောက်ကွဲပါလေတော့တယ်ဒဏ်ရာတွေကိုလေ့လာပါဒဏ်ရာတွေကို awareness သတိပြုပါဒဏ်ရာတွေကိုအတိမတ်ပြုပြီးတော့ recognize ကုစားပါ heal ဒီမျိုးဆက်ကကုစားမှာနောက်မျိုးဆက်ကပျော်ရွှင်ရမှာ healing မှာအဆင့်၅ဆင့်ရှိတယ်အဲ့ဒီ healing အများစုကိုတော့လောင်နေတဲ့စစ်မီးတွေငြိမ်းသွားမှာပဲစတင်ဖို့အဆင်ပြေမှာမီးကြောင်ရတဲ့ဒဏ်ရာတွေကိုမီးထဲမှာဆက်နေရင်ကုလို့မရဘူးဒါပေမဲ့မကုဘဲနဲ့မီးထဲမှာစိတ်ထင်ရပြေးနေရင်လည်းပိုဆိုးလာတတ်တာမျိုးတွေရှိတယ်ဥပမာအခုဖြစ်နေတဲ့အရာတွေပေါ့နော်တစ်ဖွဲ့နဲ့တစ်ဖွဲ့စီလုံးမှုဘလို့မှတိဆောက်လို့မရအောင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ယုံကြည်မှုလုံးဝမရှိဘူးအခွင့်ကြုံရင်ပြီးတဲ့နိုင်ငံတော်တွေထူထောင်ကြကြတယ်ဒီ trauma တွေကိုစစ်ကြီးပြီးမှပဲကုမယ်ကွာဆိုပြီးတော့လှုပ်ခင်အရန်ကိုအချိန်နှောင်းသွားလိမ့်မယ်စစ်ကြီးလည်းဘယ်တော့မှပြီးမှမဟုတ်တော့ဘူးအဲ့တော့အချို့ထင်ရတွေကိုကျွန်တော်တို့ကစစ်ထဲမှာပဲမီးထဲမှာပဲပြေးနေရင်ကုမှစိတ်ထင်ရအရက်ဆက်မျက်နှာရှော့ပြေးနေတာတွေရက်တန့်ပြီးတော့စူးစီးညီညာညာနဲ့ဒီမီးကိုငြိမ့်သက်လို့ရမှာမီးရလောင်နေတယ်တယောက်တစ်ပေါက်တွေလှုပ်ချင်ရလေလှုပ်နေမယ်ဆိုရင်ဒီမီးကိုဘလို့မှငြိမ့်လို့ရမှာမဟုတ်ဘူးမီးထဲမှာနေနေရင်းနဲ့ healing လုပ်ဖို့ဆိုတာအရန်ခဲရင်ပဲအချို့အရာတွေက healing လုပ်မှပဲမီးကိုငြိမ့်လို့ရတဲ့တာမျိုးရှိတတ်တယ်ကုစားမယ်ဆိုလို့ရှင်ဘယ်လိုကုစားမှာလဲ level 5ဆင့်ရှိတယ်နံပါတ်1ခန္ဓာကိုယ်မှာကုစားတာbody level ပေါ့နော်သူ့ရဲ့ user ကဘယ်လိုမျိုးလဲဆိုတော့ဒီမျိုးသိပ်ထားတဲ့စိတ်ဒဏ်ရာတွေကဒီခန္ဓာကိုယ်ထဲမှာဒဏ်ရာတွေဖြစ်လာတာခန္ဓာကိုယ်ထဲမှာသွေးကြောတွေထုံတာသွေးကြောတွေပိတ်တာလက်ပတ်မှုတွေမကောင်းတော့တာအဲ့လိုမျိုးတွေဖြစ်လာတတ်တာမျိုးတွေဖြစ်တာပေါ့နော်မြည်ဖော်လို့မရတဲ့ယောဂတွေဖြစ်လာတတ်တာမျိုးတွေဖြစ်တယ်အဲ့တော့ဒီခန္ဓာကိုယ်ကိုကုစားမယ်ဆိုရင်နံပါတ်1 somatic therapy လို့ခေါ်တယ်ယောဂကျင့်တာယောဂကျင့်တာဒီလေခန္ဓာကိုယ် healing အတွက်အရန်ကောင်းတယ် breath works တွေလို့ဒါကတော့ကျွန်တော်တို့ spiritual သမားတွေသိပါတယ်ကျွန်တော်တို့ဒီ line ကြီးတစ် line ကို covid ကနေစပြီးတော့ပေါ့နော်အဲ့ဒီ spiritual line ကြီးမှာ breathworks တွေကစခဲ့တယ်။မချောကိုလည်းဒီတိုင်းသိမှာပါ။ तू က introduce လုပ်ပေးခဲ့တယ် breathworks တွေနဲ့ကျွန်တော်တို့စခဲ့တော့ကလည်းဒီ breathworks တွေနဲ့ပဲစခဲ့တာ။အဲ့ဒါတွေဒီခန္ဓာကိုယ် healing အတွက်အရန်ကိုကောင်းတယ်။နောက်ပြီးတော့ရိုးရာတိုင်းပညာ martial arts လို့ခေါ်တယ်။အဲ့ရိုးရာတိုင်းပညာတွေဒီပဲခန္ဓာကိုယ် healing အတွက်အရန်ကောင်းတယ်။နောက်ပြီးတော့တဘာဝထဲမှာနေထိုင်ရှင်သန်တာ။ဒါတွေဒီလေစိတ်ကိုရောခန္ဓာကိုယ်ရောအရန်ကို healing ဖြစ်စေတယ်ပေါ့နော်။နောက်ပြီးတော့ level 2ကကြတော့ psychological နောက်ပြီးတော့ relationalစိတ်နဲ့လူမှုရေးဆိုင်ရာကုစားတာအဲ့တော့ emotional literacy လို့ခေါ်တဲ့စိတ်ခံစားချက်တွေအကြောင်းသိယူတာစိတ်ခံစားချက်တွေဘယ်လိုဖြစ်လာလဲဘာကြောင့်ဖြစ်လာလဲဘယ်လို release လုပ်ရမလဲဘယ်လိုထွက်ပေါက်ပေးရမလဲဘယ်လို process လုပ်ရမလဲအားလူရဲ့စိတ်ခံစားချက်တွေကိုရောကျွန်တော်တို့ဘယ်လိုမျိုးနှစ်သိမ့်ပေးရမလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးခံစားချက်နဲ့ပတ်သက်တာတွေသင်ယူတာဒါတိယောက်ျားမိန်းမမရွေးဘူးနော်တချို့တွေကယောက်ျားလေးဆိုမငိုရဘူးယောက်ျားတွေကခံစားချက်မရှိရအောင်စသဖြင့်ဒီ toxic masculinity လို့ခေါ်တဲ့အစိတ်သင့်ဖို့ဝါတွေကိုသင်ကြားတတ်ကြတယ်တကယ်တော့ယောက်ျားမိန်းမတူတူပါပဲနံပါတ်2ကဘဝဇလန်းတွေကိုအရှိကိုအရှိတိုင်းချပြတာကိုယ့်ရဲ့ story တွေပြောပြမယ်သူများရဲ့ story တွေကိုနားထောင်မယ်နံပါတ်3တောကပရိဝေဒတွေကိုကိုယ့်ခံစားလောင်မြဲခွင့်ပေးတာ process လုပ်ခွင့်ပေးတာဒီမှာကျတော့တခုခုဆိုရင်တရားနဲ့ဖြေလိုက်ပါကွာဟာသီးခံလိုက်ဟာအဲ့လိုမငိုနဲ့လေမပြောနဲ့လွတ်ချပေးလိုက်ချို့အရာတွေကတွင်းထဲမှာမျိုးသိပ်ပြီးတမိမိနဲ့လောင်ကျွမ်းနေမဲ့စားပောက်ကွဲပြီးတော့ခံစားခွင့်ပေးလိုက်တာတကယ်ကို healing ဖြစ်စေတယ်ကွာကိုအပြစ်ရှိသလိုမခံစားရစေဘဲနဲ့ boundary တွေချတတ်တာလူမှုဆက်ဆံရေးမှာဆိုလဲအများပြောတာတွေကိုအမြဲတမ်းသိခံနေမဲ့စားငါ့ကိုနင်ဒီလိုပြောရတော့ငါမကြိုက်ဘူးအဲ့တော့နောက်ခါမပြောပါနဲ့စသဖြင့်ပေါ့နော်မျိုးကို guilty ဖြစ်တဲ့စိတ်မရှိဘဲနဲ့ငါကျိမ့်မိနေခဲ့ရလားငါမျိုးသိမ့်နေခဲ့ရလားဆိုကိုနောက်ဆိုပြန်တွေးပြီးတအုံနွေးနေဖြစ်တာမျိုးထက်အစောကြီးကလေးကကိုမကြိုက်တာအောင်မကြိုက်ဘူးပြောတတ်အောင်ကိုလက်မခံနိုင်တာကိုလက်မခံအောင်ပြောတတ်အောင်ကျမ်းမာတဲ့ boundary တွေချတတ်အောင်ကလေးတွေကိုပဲဖြစ်ဖြစ်ကျွန်တော်တို့လူတွေကိုသင်ပေးဖို့လိုတယ်ကျမ်းမာတဲ့ဒေါသထောက်ခံပေးတာအကျမ်းဖတ်မှုနဲ့ရှင်တဲ့ဒေါသမဟုတ်ဘဲနဲ့ဒီဒေါသဆိုတဲ့ရှင်ထဲမှာဘယ်လိုဖြစ်လာလဲအဲ့ဒီဒေါသကခဏနေဘယ်လိုပျောက်သွားလဲစသဖြင့် awareness လုပ်ပြီးတော့ဒီဒေါသ okay ဖြစ်သွားတယ် let it go ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ release လုပ်တတ်တာမျိုးပေါ့နော်ဒီဒေါသမျိုးသိပ်ကြိတ်မိတ်ပြီးတော့ဟန်ဆောင်ပြစ်မဲ့အစားပေါ့နော်ဒီဒေါသကိုထွက်ခွင့်ပေးလိုက်တာဒီဒေါသကို process လုပ်ခွင့်ပေးလိုက်တာပို့ပြီးတော့ကျမ်းမာစေပါတယ်လူမှုအတိုင်းဝန်းထဲမှာ
ပွင့်လင်းရွှေရှင်းတဲ့စကားဝိုင်းတွေပြုလုပ်တာ community တွေမှာကျွန်တော်ဒီလိုမျိုးတယောက်နဲ့တယောက်စကားပြောတာတွေကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ trauma တွေသမိုင်းတစ်လျှောက်ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီးပြောတာတွေအရန်ရှားလွန်အားကြီးတယ်ကွာကျွန်တော်တို့စမီးတွေငြိမ်းပြီဆိုလို့ရှိရင်ကျွန်တော်ဒီ topic တွေကိုဖွင့်စေချင်တယ်ကိုလိုနီခေတ်ကကျွန်တော်တို့အပေါ်မှာကြံခဲ့တဲ့စိတ်တန်ရာတွေကဘာတွေလဲဘာသာတရားကကျွန်တော်တို့ကိုထုတ်ရတယ်မှာဘယ်လိုမျိုးစိတ်တန်ရာတွေဖြစ်စေလဲအဲ့လိုစိတ်တန်ရာတွေကိုဘယ်လိုကုစားရမလဲတကယ်ဘာသာတရားအစစ်မှန်ဘာလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုး topic တွေကိုဖွင့်စေချင်တယ်ဖြည်းဖြည်းနဲ့တော့ဖြစ်လာမှာပါနံပါတ်3စိတ်ဝိညာဉ်အစဉ်ကုစားခြင်းဒါကတော့ spiritual level မှာပေါ့နော်အကုန်လုံးကိုတီးခံလိုက်မျိုးသိပ်ပလိုက်ကံဝေးခြင်းပဲဆက်ပလိုက်ဆိုတာမျိုးထက်ခံစားစရာရှိတာကိုခံစားအပြစ်မဲ့တဲ့အသက်အိုးအိမ်စီစဉ်တွေကိုကာကွယ်ဖို့လုပ်အမြင်ရှင်းရှင်းနဲ့နေဉာဏ်ပညာကိုဦးစီးလွတ်ချစရာရှိတာတွေကိုလွတ်ချအဲ့လိုမျိုးစိတ်ဝိညာဉ်ပိုင်းဆိုင်ရာဘာသာတရားဆိုင်ရာသင်ကြားမှုကိုအဲ့ဘက်ကိုသွားနိုင်ဖို့လို့ trauma တွေပြည့်သိမ့်နေတဲ့သင်ကြားမှုမျိုးမဟုတ်ဘဲနဲ့စစ်မှန်တဲ့ဓမ္မနဲ့စိတ်တန်ရာတွေကိုကုစားနိုင်ရလိမ့်မယ်မြေကြီးကပုံစံမှန်မှန်အစိတ်တင် toxic ဖြစ်နေတဲ့အချိန်မှာတကယ်ကိုလှပတဲ့ပန်းတွေပွင့်ဖူးနိုင်ဖို့ဆိုတာအရင်ခရင်ပါတယ်ဓမ္မတီလည်းကျမ်းမာတဲ့မြေမှသာကျွန်တော်တို့ပွင့်ဖူးနိုင်တဲ့ပန်းတစ်ပွင့်ဖြစ်တယ် condition ရဲ့ကန့်သတ်မှုတွေမရှိဘူးဆိုလို့ရှိရင်ဓမ္မတီအဆုံးစားမဲ့ကျမ်းမာတဲ့ debate တွေလမ်းစဉ် practice တွေနဲ့တကယ်ကိုလွတ်လပ်စွာပွင့်ဖူးခွင့်ရနိုင်ပေမဲ့အာနာရှင်လက်ထဲမှာအရန်ကိုချင်းမြောင်းပြီးတော့အမှောင်ထဲမှာပွင့်ဖူးရတဲ့ပန်းတစ်ပွင့်ဒီကျန်တဲ့လည်းမဝေးနိုင်တော့ဘူးပွင့်ဘက်တွေလည်းပွင့်ကားပြီးတော့လှပနေနိုင်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါတွေကိုတော့နားလည်နိုင်ဖို့လိုတယ်ဒါဒီဓမ္မအပြစ်တော့လည်းမဟုတ်ဘူးကျွန်တော်တို့စစ်မှန်တဲ့ဓမ္မကစိတ်တရားတွေကိုစားနိုင်လိမ့်မယ်အဲ့ထဲမှာကိုမေတ္တာပွားတာဒါကိုကျွန်တော်တို့သင်ပေးနိုင်ရမယ်သတိပဋ္ဌာန်ကျင့်ကြံတာနောက်ပြီးတော့ဒါကတော့ spiritual practice ရှေးဘိုးဘေးပြည်ပင်တွေကိုဖိတ်ခေါ်တာသစ္စာပြုတိုင်းတဲ့ဆူတောင်းတာအမျှဝေတာမျိုးတွေအမှန်တရားကိုတိတိဖွဲဖွဲလေးတွေကစရဲရင်စွာပြောတာကျွန်တော်တို့မြန်မာတွေအတွက်အဓိကစိတ်တန်ရာအဲ့ဒါပဲအမှန်တရားကိုပြောခွင့်မရှိဘူးပြောနိုင်အဲ့တော့ဒီသရုပ် chakra လို့ခေါ်တယ်လေမျိုး chakra တွေစွမ်းအင်လမ်းကြောင်းတွေပိတ်တယ်ပေါ့နော်ကျွန်တော်တို့အတွက်အဓိက healing ဒီအမှန်တရားကိုရဲရင်စွာပြောတာအဲ့ဒါတကယ်ကို healing ဖြစ်စေတယ်အမှန်တရားဘက်ကရက်တည်တာအမှန်စကားတွေကိုပြောတာသစ္စာပြုတိုင်တယ်တာစသဖြင့်အဲ့ဒါတွေကကျွန်တော်တို့ healing ဖြစ်စေတယ်အထက်လူကြီးဖြစ်ဖြစ်အစိုးရအာဏာပိုင်တွေကိုပဲဖြစ်ဖြစ်ကြောင်ရင်မှုဆိုတာတစ်စက်မှမရှိပဲနဲ့ကိုထင်နဲ့မြင်တဲ့အရာကိုရိုင်းဆိုင်မှုမပါပဲနဲ့ရင်ကျေးစွာပြောနိုင်စွမ်းရှိတာဒါတွေကကျွန်တော်တို့အရန် healing ဖြစ်စေတယ်ဒီမိုကရေစီ9နှစ်မှာအဲ့လို healing မျိုးကိုခိတ္တခဏရခဲ့ကြတယ်သမရပဲဖြစ်စေမျိုးတော်ဝဲပဲဖြစ်စေကျွန်တော်တို့စိတ်ထင်ရကိုမန့်နေတဲ့ကနေပြီးတော့ကျွန်တော်တို့ငေါက်ချင်ငေါက်လို့ရတယ်ပြောချင်ပြောလို့ရတယ်ဆူချင်ဆူလို့ရတယ်ကိုယ်စိတ်ကြိုက် Facebook ပေါ်မှာရေးခွင့်ရခဲ့တယ်။အမေများတော့တွေးမိမှာမဟုတ်ဘူး။ဒါတွေအားလုံးဒီကျွန်တော်တို့အတွက် healing ပဲ။ကျွန်တော်တို့အရန်ကို heal ဖြစ်ခဲ့တယ်။အဲ့ဒီ healing ပြီးတဲ့နောက်မှာတပိုင်းတစ်စ heal သွားတဲ့ကျွန်တော်တို့ရဲ့အလင်းရောင်ကဘလို့မှဒီအမောင်တို့ကိုလက်မခံနိုင်တော့ဘူး။တကယ်လို့သာကျွန်တော်တို့အဲ့ healing ကိုမရခဲ့လို့ဆိုရင်ဒီလောက်ဆန့်ကျင်မှုပြင်းထန်ခြင်းမှာပြင်းထန်နိုင်မယ်။ဒါပေမဲ့အဲ့ဒီ healing ကိုခဏရခဲ့တပိုင်းတစ်စလင်းလာတယ်ကျွန်တော်တို့ရဲ့ soul တွေကတိတ်သေးအမောင်တို့ကိုဘလို့မှလက်ခံနိုင်စွမ်းမရှိတော့ဘူးအဲ့ချိန်မှာဘာဝတရားအရာကျွန်တော်တို့ကစန့်ကျင်မှုတွေဖြစ်လာခဲ့ကြတာတွန်းတိုက်မှုတွေဖြစ်လာခဲ့ကြတာဒါဒီဒေါ်လာပုံကမှုရဲ့အစပဲတခုခုဖြစ်တယ်ဆိုလို့ရှိရင်အရင်ဆုံးကြိတ်မိတ်ပြီးတော့ခွင့်လွတ်တာမျိုးမဟုတ်ဘဲနဲ့ခံစားစရာရှိတာခံစားပောက်ကွဲစရာရှိတာပောက်ကွဲဒေါသထွက်စရာရှိတာထွက်ပြီးတော့မှခွင့်လွတ်ဖို့ဖြည်းဖြည်းစူးစမ်းတာမျိုးလို့ကိုအတင်းကြီး force မလုပ်နဲ့ခွင့်လွတ်ဖို့ဖြည်းဖြည်းနဲ့ခွင့်လွတ်နိုင်လာလိမ့်မယ်ဆိုတာသိတယ်ခွင့်လွတ်တဲ့အချိန်ဒီလည်းရောက်လာလိမ့်မယ်ခွင့်လွတ်ဖို့အနေထားဒီလည်းဖြစ်လာလိမ့်မယ်ဒါပေမဲ့ခွင့်လွတ်တာတသက်မေ့ပစ်တာတသက်အပြစ်ရှိတဲ့သူကိုသူနဲ့ထိုက်တန်တဲ့အပြစ်ကိုပေးတာတသက်တခြားစီနော်အဲ့ဒါကိုကျွန်တော်တို့ဉာဏ်ပညာလို့ခေါ်တယ်နံပါတ်5 level အဆင့် karmic levelကံကိုကုစားတာကျွန်တော်တို့မြန်မာတွေကဒီဩဇာအာဏာပါဝါတွေနဲ့ပတ်သက်ပြီးတော့ပြုတ်ခဲ့တဲ့ကံတရားရမ်းများလုံးနဲ့တိတ်ပြီးပြင်းထန်လုံးအားကြီးရပေါ့နော်ကျွန်တော်တို့မြန်မာတွေတယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီးတော့ healing လုပ်ရမှာဒီမှန်ကန်တဲ့ပါဝါဆိုတာဘာလဲပြင်ပဩဇာအာဏာပါဝါလူတွေရဲ့အထင်ကြီးမှုရိုသေလေးစားမှုကိုးကွယ်မှုအဲ့ဒါတွေစစ်မှန်တဲ့ inner power calm ဖြစ်တဲ့တည်ငြိမ်တဲ့ confidence ဖြစ်တဲ့သူ့ရဲ့ approval မှမလိုဘူးကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းရပဲပြည့်စုံတယ်ဘသူ့အမှကိုယ့်ရဲ့ပါဝါကို force လုပ်စရာမလိုဘူးဘသူ့ရဲ့ယုံကြည်မှုစနစ်ရိုသေလေးမြတ်မှုမှာကျွန်တော်တို့အတင်းအကျပ်ဖန်တီးစရာမလိုဘူးအကုန်လုံးကိုလက်ခွင့်ပေးပြီးတော့ကိုယ့်ရဲ့ value နဲ့ကိုယ့်ရဲ့တန်ဖိုးနဲ့ကိုယ့်ရဲ့ပါဝါနဲ့ကိုတစ်ဖက်ကိုတစ်ဖက်လေးစားမှုရှိယုံကြည်မှုရှိနဲ့အတူတကွရက်တည်ပြီးတော့ပေါင်းစည်းနေနိုင်တာအဲ့ဒါတွေဒီစစ်မှန်တဲ့ပါဝါဖြစ်တယ်ဒါတွေအကုန်လုံးကိုကျွန်တော်တို့လူမျိုးတွေကသင်ယူရမယ်ကိုကျင့်တရားဆိုတာဘာလဲဘောင်းဆောင်ကောင်းတရားဆိုတာဘာလဲအဲ့ဒါတွေကိုကျွန်တော်တို့သင်ယူရမယ်ပြောရမယ်နောက်မျိုးဆက်ကိုကျွန်တော်တို့လက်ဆင့်ကမ်းနိုင်ရမယ်သူတစ်ပါးပေါ်မှာလွှမ်းမိုးချင်တာအနိုင်ယူချင်တာကိုနဲ့အလိုမတူရင်ဖျက်ဆီးချင်တာအဲ့ဒါမျိုးတွေဖြစ်လာပြီအဲ့လိုမျိုး motives တွေကိုခံစားလာရပြီဆိုရင်ကိုယ့်ရဲ့အတွင်းထဲမှာအလုပ်လုပ်နေတဲ့ကိုယ့်ရဲ့ ego ကိုပြန်ကြည့်နိုင်ရမယ်မိကုန်းထုတ်နိုင်ရမယ်အဲ့ဒီအမှောင်ထုကိုငြိမ်ဝတ်သွားအောင်ဆုံးမနိုင်စွမ်းရှိရမယ်စိတ်သင်ဖို့ဝါတွေကိုချိုးဖျက်ပြုပြင်ပြောင်းလဲကြရမယ်toxic masculinity လို့ခေါ်တဲ့အစိတ်သင့်ဖို့ဝါဒီမှာဆောစောကပြောသလိုပဲသူများပေါ်မှာရန်လိုတယ်မှမိုးခြင်းနဲ့အနိုင်ကျင့်ခြင်းနဲ့
ဖြတ်စည်းခြင်းနဲ့ငါပိုင်တဲ့ငါဥစ္စာဘယ်သူမှမထိရဆိုတော့ misery ရစိတ်အကျမ်းများတယ်အမျိုးသမီးတွေသည်နှိမ်ကြတယ်အမျိုးသမီးတွေသည်တန်မိုးမရှိဘူးစသဖြင့်အဲ့လိုမျိုးသင်ကြားမှုတွေလက်ဆင့်ကမ်းတာကိုချက်ချင်းရရမယ်ဘယ်သူကဘယ်သူထပ်ပိုးနေတယ်ဆိုတာဘာတရားထဲမှာရှိကိုမရှိဘူးဘုံလုံးကသူ့တန်မိုးနဲ့သူပဲသူ့ရဲ့အသုံးဝင်မှုနဲ့သူပဲအမြင်ကျဉ်းမြောင်းစွာနှလုံးသားကျဉ်းမြောင်းစွာအုံနောက်ကျဉ်းမြောင်းစွာနဲ့တစ်ဖက်နဲ့တစ်ဖက်မျက်နာတွေနှိမ့်နာတွေခွဲခြားနေရတယ်အတိတ်ပဲမရှိဘူးအဲ့တော့ဒဏ်ရာအပြည့်နဲ့မားတက်ကိုကုစားဖေးမကြရမယ်မျိုးသမီးတွေကိုဖိနှိပ်ချုပ်ချယ်ထားတာတွေနှိမ်ချချိုးနှိမ်ထားတာတွေကျွန်တော်တို့ရက်တန့်ရမယ်ကိုယုံကြည်မှုအပြည့်နဲ့ရက်တည်နိုင်ဖို့ကျွန်တော်တို့သင်ကြားပေးကြရမယ်အမျိုးသမီးတွေရဲ့အခွင့်အရေးဒဏ်တူညီမျှမှုစတာတွေကိုကျွန်တော်တို့တွန်းအားပေးရမယ် topic တွေအများကြီးကိုဖွင့်ပေးရမယ်ဒါတွေနဲ့ပတ်သက်ပြီးပြောဆိုစမ်းဆွေးနွေးစမ်းတောင်းဆိုစမ်းဆိုတော့ဖွင့်ပေးနိုင်ရမယ်ပြီးလို့ရှိရင်ဒီမားတက်ကမြေကြီးတက်ကိုလည်းကိုစားပြုတယ်လုံခြုံရေးကိုလည်းကိုစားပြုတယ်တယောက်နဲ့တယောက်ဂယူးဆိုင်ကျင်တာမှုကိုလည်းကိုစားပြုတယ် healing ကိုလည်းကိုစားပြုတယ်ကျွန်တော်တို့တွေကဒီမားတက်နဲ့ဆိုင်တဲ့အရာတွေဘာမြေကြီးတက်သဘာဝပတ်ဝန်းကျင်မြန်မာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်အများကြီးပြန်ကုစားရမယ်အခုဆိုရင်ဒီ rare earth လို့ခေါ်တဲ့မြေရှားသတ္တုတွေတူဖော်မှုတွေကြောင့်မလို့မဲခေါင်မြစ်ကအစိတ်တင်ပြီးတော့အဲ့ထက်အကောင်တွေကပုံစံမမှန်တော့တဲ့အထိကျွန်တော်တို့နိုင်ငံမှာရရက်ဆက်ဆက်ကိုအစိတ်တင်နေတာဒါတွေကိုတွေးလိုက်ရတဲ့အခါတွေမှာမြန်မာတွေရဲ့နှလုံးသားကိုတကယ်ကြေကွဲစေတယ်သစ်ပင်တွေဆိုတာလည်းအရန်ကိုပြုံးတီးလာပြီရှားပါးတလိษံတွေဆိုတာလည်းရုပ်တုံးပြောက်ွယ်လာနေပြီဒီမြေဒီငါတို့မြေငါတို့ကြိုက်တာလုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုး mentality မျိုးထက်ဒီမြေဒီငါတို့ကာကွယ်ထိန်းသိမ်းဆောင်ရှောက်ရမယ်မြေဆိုပြီးတော့ ownership mentality ကနေပြီးတော့ guardianship mentality ကိုသွားနိုင်ဖို့လိုတယ်။ကာကွယ်ထိန်းသိမ်းဆောင်ရှောက်ဖို့လို့တော့ငါတို့မှာတာဝန်ရှိတယ်ဆိုတာမျိုးကိုတွေးရမယ်နော်။ကျွန်တော်တို့ ecosystem တွေကိုအားပြန်တည်ဆောက်ရမယ်။ကျွန်တော်တို့တွေမကောက်ချင်းကတလိษံတွေနေပြောတဲ့နိုင်ငံတစ်ခုဖြစ်ဖို့ကျွန်တော်တို့ဖန်တီးနိုင်ရမယ်။ဒဏ်ရာအပြည့်နဲ့မာတက်ကျိုးပြတ်နေတဲ့မာတက်ကိုကျွန်တော်တို့ပြန်ကူစားရပါ။ကူစားခြင်းအဆင့်50ကိုပြောပြီးသွားပြီ။ကျွန်တော်တို့မြန်မာတွေရဲ့စိတ်ဒဏ်ရာတွေကိုပြောပြီးသွားပြီ။အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။